ရန်သူတွေဝိုင်းနေပြီဒါပေမဲ့ငါလုံးဝအလျှော့ပေးမှာမဟုတ်ဘူးဘသူရင်လာမလဲလာခဲ့စမ်းငါ့ကိုအထင်မသေးနဲ့မင်းတို့အားလုံးစုလာရင်တော့ငါကတယောက်တည်းနဲ့ရင်ဆိုင်ရတဲ့ကဲဘဲကောင်အရင်ဆုံးတေချင်လဲရှေ့ကိုတက်လာခဲ့စမ်းအေးရော့တန်ကြိုးနဲ့ရိုက်မယ်မင်းတို့အားလုံးငါလက်ထဲမှာပဲတေချာကြည့်ထားဒါငါရဲ့ပညာပဲမင်းတို့လိုလူမိုက်တွေဘလောက်ပဲများများငါရဲ့တန်ကြိုးချက်အောက်မှာအကုန်တူးထောက်သွားစေရမယ်တတိရှိရင်တယောက်ချင်းလာခဲ့လေလူအုပ်နဲ့ဝိုင်းယုံတင်မဲလားဒီကောင်တွေအများကြီးပဲအနောက်မှာလဲလူတွေအပြစ်ဘလို့ပဲဖြစ်ငါအလွတ်ယုံရမယ်အနေရကငါအနားမှာတင်ရှေ့ကပိတ်အနောက်ကလိုက်နဲ့တော်တော်လေးတော့အလုတ်ရှုပ်သွားပြီဒါပေမဲ့ဒါကငါ့ကိုပို့ပြီးစိန်ခေါ်မှုဖြစ်စေတာပေါ့ငါသွေးတွေစူပွက်လာပြီးမင်းတို့လုံးဝမလွတ်စေရဘူးအာမင်းကငါ့ကိုဆက်နဲ့လှုပ်ချင်တာလားရော့မင်းမျက်နှာကိုပြန်ပုတ်ပြစ်မယ်ခံစားကြည့်လိုက်စမ်းအာတေစမ်းမင်းကကောက်ကျစ်ချင်တာလားကောက်ကျစ်တာငါကမင်းထက်เสียကြတယ်ဒီဆက်ဝိုင်းထဲမှာမင်းပဲအရင်ဆုံးခံစားသွားလိုက်ခဲ့ဘလို့လဲနားရဲမလားဒါကငါ့ကိုလာထိတဲ့အတွက်ပေးဆက်ရရလက်ပဲဟူတော်တော်လေးလက်ဝင်သွားတယ်ဒါပေမဲ့ငါ့ကိုမတားနိုင်သေးဘူးအေးဆက်ဘီယာတစ်ကြိုက်လောက်တောက်လိုက်အောင်မယ်ခဏလောက်အမောဖြေရတာပေါ့လူအုပ်ကြီးနဲ့ချရတာတော်တော်လေးတော့လူပင်ပန်းနဲ့ဒါပေမဲ့ငါရဲ့စိတ်ဓာတ်ကတော့လုံးဝကြမသွားဘူးပို့ပြီးကြမ်းလာဖို့ပဲရှိတယ်ပူလောင်နေတာတွေအကုန်လုံးအေးသွားစေရမယ်ကဲနောက်ထပ်လာမဲ့ကောင်တွေအစင်သင့်မယ်လားလာခဲ့ဖြောင်းတွေတည်ချင်တဲ့ကောင်လာခဲ့ဘီယာကအေးပေမဲ့ငါရင်ထဲကဒေါသတွေကတော့အရှိန်ပြင်းပြင်းနဲ့တောက်လောင်နေတော့ပဲမင်းတို့ကောင်တွေအကုန်လုံးကိုဒီနေ့အသက်ပြောက်အောင်လုပ်ပြမယ်ငါအခုမြို့ထဲကိုရောက်လာပြီးဒီနေရာမှာလဲရန်သူတွေကအကွက်ချစောင့်နေတော့ပဲဘယ်နေရာတော့ကပ်ပါကောင်တွေလိုလိုက်နေကြတာပဲမြို့ပြကြီးရဲ့လူစီကားတဲ့လမ်းမတွေပေါ်မှာငါ့ကိုဖမ်းဖို့စောင့်နေကြတာပေါ့လေရတယ်မင်းတို့ရဲ့အကွက်တွေကိုငါကပဲအကွက်ပြန်ရွှေ့ပြမယ်ဝစ်စုံပြေးတဲ့ကောင်တွေဓားတွေနဲ့လိုက်နေပြီးမပြေးနဲ့ရက်လိုက်တဲ့အောင်မနေနဲ့ငါကပြေးမှာပဲမိအောင်လိုက်ခဲ့လေဝစ်စုံနဲ့တွေနဲ့လူသက်သမားတွေလမ်းပေါ်မှာအများကြီးပဲငါ့ကိုရက်ဖို့ပြောနေတာတော်တော်ရဲချင်းစရာကောင်းတဲ့တတိရှိရင်မိအောင်လိုက်ဖမ်းလဲပါဟာမင်းတို့အချိန်ကငါ့ကိုမမီပါဘူးလမ်းပေါ်မှာလူတွေလဲလန့်ကုန်ပြီလားအတားဆီးတွေကိုကြော်ဖြတ်မယ်ငါရဲ့အချိန်ကိုမင်းတို့လူအုပ်ကြီးနဲ့တားဆီးနိုင်မယ်ထင်နေလားလမ်းဘေးကအတားဆီးတွေကားတွေကိုကြော်လွှားပြီးငါကတော့ရှေ့ကိုပဲဆက်သွားနေမှာမင်းတို့ကတော့အနောက်မှာပဲမောနေခဲ့လမ်းမကြီးပေါ်မှာလူအုပ်ကြီးနဲ့လိုက်နေတာတော်တော်ကြီးကောင်းနေပြီးဘသူကပုံမြန်မလဲပြန်ရအောင်လေရုပ်ရှင်ရိုက်နေတာကြလို့လူတွေအများကြီးကဓားတွေနဲ့လိုက်နေတာလမ်းမပေါ်မှာပွဲတော်တစ်ခုလိုပဲကဲပြိုင်ပွဲကအခုမှစတာဘသူကအမောဆိုပြီးအရင်လဲကြမလဲကြည့်ကြတာပေါ့ဟောဟိုမှာသုံးမိကတစီငါအတွက်ထွက်ပေါက်ပဲဟောက်မောင်းဆန်းမြန်မောင်းဟာငါလွတ်ပြီကွာမင်းတို့ကောင်တွေအနောက်မှာပဲကြံခဲ့တော့အချိန်ကြိုက်ပဲသုံးမိကားကငါရှိမှအစင်သင့်ကားပေါ်ခုန်တက်ပြီးတာနဲ့မင်းတို့အကုန်လုံးဝေးမှာကြံခဲ့ပြီကဲအနောက်ကနေပဲလိုက်អော်နေကြတော့ဒီလမ်းကြားထဲမှာမီးပုံးတွေလှပနေပေမဲ့ငါအတွက်တော့စစ်မြေပြင်ပဲကားကိုအတင်းတုံးမောင်းနေရပြီးလမ်းကြားကချင်းလေးလူတွေကလည်းရှုပ်ခတ်တာပေမဲ့ငါအတွက်တော့ရွေးချယ်စရာမရှိဘူးဒီနေရာကနေအတင်းဖြတ်မောင်းပြီးရန်သူတွေကိုအပြက်ရှင်းရမယ်အာတိုက်မိပြီကားမောက်ပြီးဒါပေမဲ့ငါထိခိုက်လို့မဖြစ်ဘူးရန်သူကကားပေါ်အထိလိုက်တက်လာပြီးချိန်ဆိုပြီးကားကတိုက်မိပြီးမှောက်သွားတယ်လဲကျနေလို့မဖြစ်ဘူးရန်သူတွေကအနားကိုရောက်လာပြီးကားပေါ်အထိလိုက်တက်လာတဲ့ကောင်ကိုအရင်ဆုံးပညာပြရမယ်နောက်ဆုံးပွဲပဲငါရဲ့လက်တီးငါရဲ့ခွန်အားတွေအကုန်သုံးရမယ်မင်းတို့ကိုဒီနေရာမှာတင်အပြက်ရှင်းပစ်မယ်ကဲခံလိုက်စမ်းဒါကတော့အဆုံးဖြတ်ပွဲပဲဘယ်သူမှကြားဝင်လို့မရဘူးငါရဲ့အားအင်အားလုံးကိုစုစည်းပြီးမင်းတို့လူအုပ်စုကိုဒီလမ်းကြားထဲမှာတင်အကုန်အမှောက်သိပ်ပစ်မယ်တေးကြစမ်းလမ်းကြားထဲမှာတယောက်နဲ့တယောက်တက်ဖြတ်နေကြပြီးငါလည်းဒီအတိုင်းကြည့်နေလို့မဖြစ်ဘူးအခြေအနေကတော်တော်ဆိုးနေပြီးရန်သူတွေကနေရာအနှံ့ကနေထွက်လာပြီးငါလူတွေကိုအတင်းလိုက်နှိပ်ကွနေကြတာငါမျက်စိရှိတင်ငါညီကိုတွေလဲကြကုန်ပြီးဒီပွဲကိုငါကိုယ်တိုင်ဝင်မရှင်းရင်အကုန်လုံးအသက်ပြောက်ကုန်တော့မယ်ကဲလာကြဆန်းအားလုံးတစ်ခါတည်းရှင်းပြမယ်ဖြောင်းတွေအကုန်လုံးဝင်ခဲ့ဆန်းမင်းတို့လူအုပ်ကြီးကိုငါတယောက်တည်းနဲ့အပြက်ရှင်းပြမယ်ရော့ခံလိုက်ဆန်းဘဲကောင်အရင်လာမလဲလူများလို့ကြောက်မယ်ထင်မနေနဲ့ငါလက်တီးချက်တွေကမင်းတို့လိုလူမိုက်တွေအတွက်အသေးခံကပ်ပြားပဲဝင်လာတဲ့ကောင်အကုန်လုံးကိုအပိုင်းပိုင်းပြတ်အောင်ချပစ်မယ်တတိရှိရင်ရှေ့ကိုတိုးလာခဲ့ကြဓားတွေတုတ်တွေနဲ့ဝိုင်းထားလဲငါကတော့မှုမှမဟုတ်ဘူးဒါငါရဲ့ပညာပဲတစ်ချက်ချင်းစီမှာအသက်ပါစေရမယ်မင်းတို့လက်ထဲကလက်နက်တွေကငါအတွက်တော့ကစားစရာတက်ပဲငါရဲ့လှုပ်ရှားမှုတစ်ချက်ချင်းစီတိုင်းကမင်းတို့ရဲ့အသက်အန္တရာယ်ပဲငါအနာကိုကတ်လာတဲ့ကောင်မှန်သမျှတွေးရင်ထဲလဲကျသွားစေရမယ်မင်းတို့လာသမျှလူအကုန်လုံးကိုမြေလံပစ်မယ်ဘယ်သူမှငါရှိကနေတက်တာနဲ့ထွက်သွားခွင့်မရှိဘူးဒီနေ့ကတော့မင်းတို့အားလုံးရဲ့ជីဝနုချုံမဲ့နေပဲငါညီကိုတွေကိုထိတဲ့အတွက်မင်းတို့အကုန်လုံးတွေးနဲ့ပြန်ပေးဆက်ရမယ်တကောင်မှအလွတ်မပေးဘူးအကုန်လုံးကိုဒီနေရာမှာတင်မြေမြုပ်ပစ်မယ်အာတေစန်းဒီကောင်တွေကမီးတုပ်တွေနဲ့ပါတုံးလာပြီလားဒါပေမဲ့မင်းတို့မီးကငါရဲ့ဒေါသကိုမမီပါဘူးမီးနဲ့ကစားချင်တယ်ပေါ့လေရတယ်မင်းတို့ရဲ့မီးတုပ်တွေနဲ့ပဲမင်းတို့ကိုပြန်ပြီးတကြိုပေးမယ်ငါရင်ထဲကတောက်လောင်နေတဲ့ဒေါသမီးကမင်းတို့လက်ထဲကမီးထက်အစရာပေါင်းများစွာပိုပြင်းတယ်ကဲမီးတုပ်နဲ့ပဲပြန်ရိုက်မလားဓာတ်နဲ့ပဲခုတ်မလားမင်းတို့စိတ်ကြိုက်တာလားခဲငါကတော့အစင်သင့်မဲ့ရန်သူတွေဘလောက်ပဲနီးပြူဟာပြောင်းငါကိုတော့လဲအောင်လုံနိုင်မှာမဟုတ်ဘူးငါရဲ့သွေးတွေကပိုပြီးစူပွက်လာပြီးကဲနောက်ထပ်သေးချင်တဲ့ကောင်လာခဲ့ဦးလေမင်းတို့လူတွေအများကြီးရှိပြီးဒီနှစ်ယောက်တည်းကိုတော့မနိုင်ဘူးလားတဲ့ဟာ
ပြောကတော့ဆရာကြီးတွေပဲလက်တွေ့ကြတော့အသုံးမကျဘူးအထက်ကလူကအော်ဟစ်နေပေမဲ့မင်းတို့လူတွေကတော့ငါရှိမှဖုံလိုလွတ်နေတာပဲလူအင်အားနဲ့ဖိနှိပ်ဖို့ကြိုးစားတာတော်တော်လေးပြောညံ့လုံးပါတယ်ဒီမှာမင်းတို့ကောင်တွေငါ့ကိုဝိုင်းထားလဲငါမှကူညီမဲ့သူရှိသေးတယ်ကွာငါကတယောက်တည်းလာတယ်ထင်နေတာလားငါနောက်မှာဘလို့လူတွေရှိလဲဆိုတာမင်းတို့မသိသေးလို့ပါပွဲကအခုမှတကယ်စတာမင်းတို့ရဲ့ပုံစံကိုအခုပဲဖျက်ဆီးပစ်တော့မယ်ဟောလာပြီကားနဲ့အရှိန်ပြင်းဝင်တိုက်ပြီးတေဆန်းအကုန်လွန်းထွက်ကုန်ပြီးကားနဲ့အတင်းဝင်တိုက်ပြီးလမ်းခွဲပစ်လိုက်ပြီးမင်းတို့လူအုပ်ကြီးကစင်းကလေးဖြစ်ကုန်ပြီမလားဒါငါရဲ့ထွက်ကွက်ပဲကားပေါ်ကနေအတင်းဆွဲချပြီးထက်ချမယ်မင်းတို့ကောင်တွေလုံးဝမပြေးနဲ့ဒီနေရာမှာတင်အကုန်စသိမ်းပေးမယ်ကားတိုက်လို့လဲကျနေတဲ့ကောင်တွေကိုအသက်မသက်ညာတန်းထက်ချမယ်ငါရှိကနေထွက်ပြေးဖို့လုံးဝမကြိုးစားနဲ့မင်းတို့ရဲ့ထွက်ပေါက်မှန်သမျှကိုငါကပိတ်ဆို့ထားပြီးသားဒိုင်းဒိုင်းဒိုင်းတနတ်တန်တွေထွက်လာပြီးမိန်းကလေးတစ်ယောက်ကတနတ်နဲ့ဝင်ခဲ့တာပဲအကိုကြီးထံအစင်ပြေရဲ့လားတဲ့အေးငါအဆင်ပြေတဲ့အချိန်တိုက်ရောက်လာတာပဲတနတ်တန်တွေကြားလိုက်ရတော့ရန်သူတွေအကုန်လုံးလမ်းဖြန့်ကုန်ကြပြီးဒါငါတို့ရဲ့တံမြန်တိုက်စစ်ပဲအခုတော့ပွဲကပိုပြီးကျန်းလာပြီးတနတ်သမားတွေပါလာတော့မင်းတို့ကောင်တွေအကုန်အလောင်းဖြစ်ဖို့ပဲပြင်ထားလိုက်တော့လက်နက်ချင်းပြိုင်မလားတတိချင်းပြိုင်မလားအခုတော့မင်းတို့ဘက်ကအလှည့်ပြီးငါတို့ဘက်ကအလှည့်ရောက်ပြီးတနတ်ကြည်စံတွေအောက်မှာအကုန်လုံးညှင်းဝဲသွားစေရမယ်မင်းအဆင်ပြေရဲ့လားလို့မင်းနေစရာမလိုဘူးရန်သူတွေကိုအမြင့်ပြတ်အောင်ရှင်းဖို့ပဲလိုတယ်ငါအတွက်စိုးရိမ်မနေနဲ့ငါရဲ့ခွန်အားတွေကအပြည့်ရှိသေးတယ်အဓိကရန်သူကောင်းဆောင်ကိုမရှင်းနိုင်မချင်းဒီပွဲကပြီးမှာမဟုတ်ဘူးငါတို့ရှေ့ဆက်ပြီးအကုန်လုံးကိုအမြင့်ပြတ်တိုက်ထုတ်ရမယ်နောက်ွယ်ကဆရာကြီးကတော့အေးအေးဆေးဆေးထိုင်နေတော့မယ်ဒါပေမဲ့မင်းရဲ့စသိန်းခန်းကလည်းအခုရောက်လာပြီးအနောက်မှာပုံးနေတဲ့မြေခွေးအိုကြီးမင်းရဲ့အတုံးမကျတဲ့လူမိုက်တွေအကုန်လဲကျကုန်ပြီဆိုတော့မင်းဘာတက်နိုင်အောင်မလဲမင်းရဲ့အလှည့်ကိုရောက်ပြီးထွက်ပြေးဖို့မကြိုးစားနဲ့တော့အာမင်းလဲငါလက်ထဲမှာပဲဘလောက်ပဲအာနာရှိဘလောက်ပဲလူမိုက်တွေမွေးထားနောက်ဆုံးတော့ငါရှိမှဒူးထောက်ရမှာပဲမင်းရဲ့လက်ပင်ကိုငါလက်နဲ့အမိဖမ်းထားပြီးမင်းရဲ့အသက်ရှူတန်တွေတဖြည်းဖြည်းတူတောင်းလာတာကိုခံစားကြည့်လိုက်စမ်းမင်းလုပ်ခဲ့တဲ့အမှုတွေအတွက်အခုတည်ရမယ့်အချိန်ပဲမင်းတို့ရဲ့အမှောင်လောကကိုဒီနေ့ဒီနေရာမှာငါကိုယ်တိုင်အဆုံးသတ်ပေးလိုက်ပြီကဲတေပေဦးတော့ဒီကိုတောင်ကြီးကမင်းရဲ့တချိုင်းဖြစ်သွားစေရမယ်မင်းရဲ့အာနာဆက်တွေမင်းရဲ့စီးစိမ်တွေအားလုံးငါလက်ချက်နဲ့ဒီနေ့တင်အကုန်ပျက်စီးသွားပြီးစသိန်းခန်းကိုငြိမ်ငြိမ်လေးပဲလက်ခံလိုက်စမ်းဒီနေရာမှာပဲငါတို့ရဲ့ကိစ္စအားလုံးကိုအပြီးတက်ရမယ်မင်းရဲ့လက်ပါစီတွေဘလောက်ပဲများများငါ့ကိုတားနိုင်မှာမဟုတ်ဘူးငါရဲ့ဒေါသနဲ့မင်းတို့ရဲ့အမှောင်လောကကိုအပြီးတိုင်ချေမှုန်းပစ်မယ်ကဲလာကြစမ်းဘသူအရင်ဆုံးသိချင်လဲငါမျက်စိရှိမှမင်းတို့လူတွေဘလောက်ပဲအင်အားသုံးပါစေငါရဲ့တနမူနာလက်တိချက်တွေနဲ့ဓာတ်ချက်တွေကိုဘသူမှရှင်းနိုင်မှာမဟုတ်ဘူးဒီနေ့ဟာမင်းတို့အားလုံးစသိန်းရမယ့်နေ့ပဲရှိကလာမလားအနောက်ကလာမလားကြိုက်တဲ့ဘက်ကလာခဲ့ကြစမ်းငါကတော့လုံးဝနောက်ဆုံးမှမဟုတ်ဘူးမင်းတို့တွေတနက်တွေဓာတ်တွေနဲ့ဝိုင်းထားလဲငါအတွက်တော့ဘာမှမဟုတ်ပါဘူးငါရဲ့လှုပ်ရှားမှုတစ်ချက်ချင်းစီတိုင်းကမင်းတို့အတွက်ငရဲတကားပဲတယောက်မှအလွတ်မပေးဘူးအကုန်လုံးကိုဒီနေရာမှာတင်တွေးရင်လည်းလဲကျသွားစေရမယ်မင်းတို့လိုကောင်းတွေရာနဲ့ချီရှိရင်တော့ငါရဲ့ခြေလမ်းတွေအောက်မှာဖုံမုတ်လိုပဲလွင့်စင်သွားရမယ်အသက်ရှင်ခြင်းရင်အခုပဲလက်နက်ချပြီးထွက်ပြေးကြတော့မဟုတ်ရင်တော့ဒီနေရာဟာမင်းတို့ရဲ့တချိုင်းဖြစ်သွားလိမ့်မယ်တေချာကြည့်ထားစမ်းတာဟာငါရဲ့တကယ်အစွမ်းပဲကြည်စံတွေဘလောက်ပဲပြန်တန်းနေပါစေငါရဲ့အရှိန်ကိုမင်းတို့မမိပါဘူးဒီအခန်းထဲကထွက်ပေါက်မှန်သမျှကိုငါကပိတ်ဆို့ထားပြီးသားမင်းတို့ရဲ့သခင်စီကိုငါမရောက်ခင်မင်းတို့အားလုံးအရင်ဆုံးလဲကျသွားစေရမယ်တကောင်ပြီးတကောင်အသက်ပြောက်အောင်လုပ်ပြမယ်ငါရဲ့ဒေါသလိုင်းလုံးကြီးအောက်မှာမင်းတို့ရဲ့အကာအကွယ်တွေအကုန်လုံးပျက်စီးသွားစေရမယ်မင်းတို့ဘက်ကဘလောက်ပဲအကွက်စင်စင်ငါရဲ့တိုက်ကွက်တွေကိုတော့လုံးဝပိတ်ဆို့နိုင်မှာမဟုတ်ဘူးကဲဆက်ပြီးတက်လာခဲ့ကြစမ်းဦးလေမင်းတို့ဘက်ကအရင်စတာဆိုတော့စသိန်းကန်းကိုလည်းမင်းတို့ပဲခံစားရမှာပေါ့ဟာဟာတနတ်တန်တွေကြားနေရတာတော်တော်လေးစိတ်လှုပ်ရှားဖို့ကောင်းပါတယ်ဘသူကပုံမြန်မလဲပြန်ကြတာပေါ့လေလမ်းမတွေပေါ်မှာအဆောက်အဦတွေထဲမှာမင်းတို့တွေငါ့ကိုလိုက်လံပိတ်ဆို့ဖို့ကြိုးစားခဲ့တာတော်တော်လေးကြာပြီဒါပေမဲ့ဘသူကအမောဆိုပြီးအရင်လဲကြမလဲဆိုတာအခုပဲကြည့်လိုက်ရအောင်ငါရဲ့အမြန်နှုန်းကမင်းတို့ရဲ့စိတ်ကူးထက်အစပေါင်းများစွာပိုမြန်တယ်အာရော့မင်းတို့ရဲ့လက်သီးတွေဓာတ်ချက်တွေကငါ့ကိုမထိခိုက်နိုင်ဘူးငါရဲ့တံပြန်တိုက်စစ်အောင်မှာမင်းတို့လူအုပ်ကြီးကစင်းကလေးဖြစ်ကုန်ပြီမလားဒါကတော့ငါ့ကိုလာထိတဲ့အတွက်ပေးဆက်ရတဲ့ရလက်ပဲနာကျင်မှုဆိုတာဘာလဲဆိုတာမင်းတို့ခံစားကြည့်လိုက်ဦးမင်းတို့ရဲ့လက်နက်တွေကငါ့ကိုမတားဆီးနိုင်တဲ့အပြင်ငါရဲ့လက်ထဲမှာမင်းတို့တင်မင်းနဲ့တွေ့ရလိမ့်မယ်တစ်ချက်ချင်းစီမှာအသက်ပါစေရမယ်အခုတော့ဘသူကဆရာကြီးလဲဆိုတာကွက်ကွက်ပြားပြားသိသွားပြီမလားမင်းတို့တွေလုံးဝမပြေးနဲ့ဒီနေရာမှာတင်အကုန်စသိမ့်ပေးမယ်အသက်မသက်ညာတဲ့အကုန်လုံးကိုပြစ်တက်မယ်ငါရှိကနေထွက်ပြေးဖို့ဘသူမှမကြိုးစားနဲ့ကဲခံလိုက်စမ်းတွေးချင်းနေနေတဲ့ဒီတိုက်ပွဲထဲမှာဘသူမှအရှင်ထွက်ခွင့်မရှိဘူးငါရဲ့ရင်ထဲကတောက်လောင်နေတဲ့ကဘာပြက်မီးကမင်းတို့ရဲ့အသက်တွေကိုတရားဆက်ဝါမျိုးသွားလိမ့်မယ်ကဲတေချင်တဲ့ကောင်လာခဲ့အခုတော့မင်းရဲ့လက်ပါစီတွေအကုန်လဲကျကုန်ပြီးမင်းတယောက်တည်းပဲကျန်တော့တယ်အနောက်မှာပုံမနေနဲ့တော့မင်းရဲ့အလှည့်ကိုရောက်ပြီးထွက်ပြေးဖို့မကြိုးစားနဲ့တော့မင်းရဲ့ခန္ဓာကြီးတစ်ခုလုံးပြိုလဲသွားပြီဆိုတော့မင်းပါတက်နိုင်အောင်မလဲမင်းမွေးထားတဲ့လူမိုက်တွေအကုန်လုံးငါချီပွားအောင်မှာအသက်ပြောက်ကုန်ကြပြီကဲမင်းရဲ့အလှည့်ပဲရှေ့ကိုထွက်လာခဲ့စမ်းမင်းဘလောက်ပဲအာနာရှိဘလောက်ပဲလူမိုက်တွေမွေးထားနောက်ဆုံးတော့ငါရှိမှဒူးထောက်ရမှာပဲမင်းရဲ့လုပ်ရက်တွေအားလုံးအတွက်အခုတည်ရမယ့်အချိန်ပဲမင်းရဲ့လေပင်ကိုငါလက်နဲ့အမိဖမ်းပြီးမင်းရဲ့အသက်ရှူတန်တွေကိုတဖြည်းဖြည်းရပ်တန့်သွားအောင်လုပ်ပြမယ်မင်းလုပ်ခဲ့တဲ့မကောင်းမှုတွေရဲ့အကျိုးဆက်ကိုအခုပဲခံစားလိုက်စမ်းမင်းတို့ရဲ့အမှောင်လောကကိုဒီနေ့ဒီနေရာမှာငါကိုယ်တိုင်အဆုံးသတ်ပေးလိုက်ပြီကဲစသိန်းကန်းကိုငြိမ်ငြိမ်လေးပဲလက်ခံလိုက်စမ်းမင်းရဲ့တရက်ကတော့ဒီနေ့ပဲမင်းရဲ့စီစိန်တွေမင်းရဲ့အင်ပါယာကြီးတစ်ခုလုံးငါလက်ချက်နဲ့ဒီနေ့မှအကုန်ပြကျသွားပြီကဲငရဲပြည်မှာပဲဆက်ပြီးဆရာကြီးလို့တော့တေဆန်း